Hello everyone, David F ကိုကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီမှာတော့ကျွန်တော်ကဒီBoya Vibraton ပေါ့နော် wireless microphone လေးအကြောင်းကို unboxing လုပ်ပေးမှာဖြစ်ပါတယ်။ဆိုတော့ကြည့်လိုက်ကြအောင်။အရင်ဦးဆုံးအနေနဲ့သူ့ရဲ့ဒီဘူးပုံစံလေးရပါတော့။တက်ရဲနဲ့ရှိတယ်။သူ့ပေါ့နော်။ဒါအဲကိုပေါက်ကြည့်လိုက်။ကြည့်လိုက်တဲ့အခါမှာသူ့မှာဒီမှာအသွင်ကောင်းလေးလည်းပါတယ်။ဟုတ်နော်။အသွင်ကောင်းလေးကတော့ Type C ဘူးလေးပါမယ်။ဒီမှာမိုင်လေးထဲကို H ပါမှာနော်။ဘူရာတစ်စိမ့်လေးနဲ့ဒါလေးရတယ်မစိုးဘူး။ရှုံလေးဘာမှမပါဘူးနော်။မှာဘူရာရဲ့စိတ်ပေါ့နော်ဒီမှာမိုက်ခရိုဖုန်းဒီမှာကျတော့သူ့ရဲ့ receiver ပေါ့နော်တွေ့ကြည့်လိုက်ဒီပါလေးကဒီမှာ Type C ပေါ့နော် receiver ကတော့ Type C သူကဒီဖုန်းထဲကိုဒါလိုက်ထိုးပြီးတော့အသုံးပြုတာလို့ပြောတယ်အသွင်းစရာမလိုဘူးဖုန်းကနေပြီးတော့ power ယူတာပေါ့နော်ဒီမယ်ဒီ microphone လေးmicrophone လေးကတော့သူကဒီခါလေးတက်ထားပြီးကြပါနော်ပြီးတော့ဒီမှာချိန်လေးလည်းပါမယ်ချိန်လေးလည်းပါမယ်ပြီးလို့ရှိရင်ဒီချိန်လေးက180 degree လဲလို့ရတယ်ပေါ့နော်ပြီးတော့ဒီအင်ဂျီတို့ဘာလို့မှလည်းချိန်လို့ရတယ်ဘယ်နေရာနော်ချိန်လေးမှာသူကပြီးတော့ဒီမှာ power button လေးလည်းပါပါတယ် power button လေးဒီမှာ power button လေးဖြစ်မယ်ဒါကကြတော့ noise fader ပေါ့နော်ဒါ noise fader အဲ့ဒီပါပါမယ်ပြီးတော့သူကဒီထဲမှာကြတော့ဒီမယ်ဘာလဲဆိုတော့ဒါ granny cut တွေတာနော်ဒါ granny cut တွေ granny cut လေးပါမယ်ဘာမှတော့မရေးတာဘူးနော် granny cut ထဲမှာလေဒါတော့သူ့ရဲ့ဒီဘယ်လိုအသုံးပြုရမလဲဆိုတဲ့အားလေးနော်ဒီလိပ်စာကိုဖတ်နိုင်တဲ့လူတွေကတော့သုံးဝင်ပါတယ်နောက်လည်းတတော့အများကြီးဖတ်ပေါ့နော်သူ့ရဲ့ဒီလိုဘယ်လိုတက်ဆင်ရမလဲဘာကြီးလဲဆိုတော့ဒီမှာပြောပြပေးရတယ်ပေါ့နော်ဒါလေးရတယ်မစိုးဘူးလို့ပြောရမယ်ဒီမှာသူ့ရဲ့ဒါနှစ်ခုပဲဒါကတော့ဒီမိုက်ခရိုဖုန်းနှစ်ခုပါတဲ့ box လေးပေါ့နော်ကျွန်တော်ကတော့တစ်ခုပါပဲဝယ်တာမဟုတ်ဘူးကွာတစ်ခုပဲပါပေါ့တစ်ခုပါတာပေါ့လို့ရှိရင်တော့ဒီလိုမျိုး box လေးနဲ့လာမှာပေါ့နော်ဒါလေးကကြတော့ဒီမှာသူလည်းပြလာတယ်သူကဒီမှာ noise using ပါမယ်ပြီးလို့ရှိရင်ဒီမှာအပေါင်း on button ပါမယ်ဒီမှာဒါ receiver ဖြစ်မယ်ဒါပေါ့နော်ဒါကြတော့ Lightning စီပါပေါ့နော်သူက scan နေပေါ့နော်ဒီနောက်မှာသူရေးပေးတာတယ်ဒါလေးတက်မယ်နောက်ထပ်ဒီလိုလဲလို့ရမယ်ဒီမှာအင်ဂျီဘက်မှာချိန်လို့ရမယ်ဒီမှာဒါကတော့ဖုန်းတို့ tablet တို့ဒါလည်း receiver တန်းချိန်လို့ရမယ်ဒါက Lightning ပေါ့နော်slide နေ box လေးတွေဒီမျိုးလေးပေါ့နော်ပြပေးရတယ်ဆိုတော့ကျွန်တော်ဒီအတန် quality ကိုတော့တစ်ချက်ဆန်းပြပေးပါနော်လူမျိုးတန်ရှိနေဆိုတာကိုတော့ဒါဆန်းပြပေးဒါကတော့ကျွန်တော်အင်ဒိုမှာဆန်းပေးတာဖြစ်ပါတယ်ဒါပြီးတော့ကျွန်တော်အခု noise fader ဖွင့်ပြီးတော့ဆန်းပြပေးအောင်မယ်ပေါ့နော်ဒီစိမ့်လေးတင်ပါပါတယ် noise fader ဖွင့်ရလို့ရှိရင်ဒီလို noise fader ဖွင့်လို့ရှိရင်တော့ဒီအင်ဒိုမှာတော့တော်တော်ကောင်းတဲ့အတန် quality တွေတော့ရတယ်လို့တော့ထင်တယ်ပေါ့နော်ဒါကတော့ကျွန်တော်အောက်တိုးမှာဆန်းပြပေးတာဖြစ်ပါတယ်ဒါ noise fader တော့မဖွင့်ရသေးဘူးပေါ့နော်အခုဒီမှာကတော့လေကုန်းတရားပေါ်မှာဆိုတော့လေကတော့နည်းနည်းတော့တိုက်တယ်ပေါ့နော်ဒီလိုမျိုးအတန်ကြားမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော် noise fader ဖွင့်ပြီးတော့ဆန်းပြပေးတာပါခုနနဲ့စားလို့ရှိရင်တော့အတန် quality ကတော့နည်းနည်းပေါ့နော်ပို့ပြီးတော့ကောင်းလာတယ်လို့တော့ခံစားရတယ်
သူ့ရဲ့ဒီဈေးနှုန်းနဲ့ဆိုလို့ရှိရင်တော့ဒီ noise fader မှုတွေပါတယ်မစိုးဘူးဆိုတဲ့အနေထားပေါ့နော်အားတော့ကျွန်တော်ဒီမီတာကွာဝေးကိုစမ်းပြပေးပါပေါ့နော်သူကတော့50မီတာရလို့ပြောတာဘယ်လောက်ကွာဝေးထိရပြီးတော့တန်ကိုထိန်းထား quality ကိုထိန်းထားနိုင်မယ်ဆိုတာကိုစမ်းပြပေးပါမယ်ဟုတ် VDT တော့အဆင်ပြေသေးတယ်လို့တော့ထင်ပါတယ်ဒီတော့ကွာဝေးထိကြရပါတော့ဒါမီတာ50ဆိုတော့ဘယ်လောက်ကွာဝေးရှိရကျွန်တော်မသိဘူးပေါ့နော်ဒါပေမဲ့ဒီလောက်ဆိုရင်နောက်မှတော်တော်အဆင်ပြေတဲ့အနေထားလို့ပြောရမှာပေါ့ညုံဆုံးဘယ်လိုသုံးပြရမလဲဆိုလို့ရှိရင်တော့ဒီလိုမျိုးပေါ့နော်သူက USB port ကိုဒီ receiver နဲ့ချိန်လိုက်မယ်အဲ့တိုင်းဒီမီပြောင်းလေးရလင်းနေမှာပေါ့နော်လို့ရှိရင်တော့သူကဒီ microphone လေးမှာပေါ့ button လေးပါတယ်အဲ့ဒါလေးကိုနှိပ်လိုက်မယ်အဲ့မဲ့ဆိုလို့ရှိရင်ဟိုမီပြလေးပေါ့နော်နှစ်ခုလုံးမီပြလေးလင်းသွားပြီဆိုလို့ရှိရင်တော့ဒါချိတ်ဆက်ပါပြီပေါ့နော်ချိတ်ဆက်ရတာတော့တွေ့ကူတယ်ခင်ဗျသူကဒီမှာပေါ့နော် noise fader လေးပါပေါ့ noise fader လေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်တော့မီစိမ့်လေးလင်းအောင်ပါပေါ့နော်ဘာလို့ရှိရင်တော့ဒီ noise fader လေးဖြစ်သွားတဲ့အတွက်ဒီတန်ဖမ်းရမှာပို့ပြီးတော့ကောင်းမွန်တဲ့ quality ကိုရမှာပေါ့နော်ဒီပိုရပိုင် V10 wireless microphone ရဲ့ဈေးနှုန်းကတော့အခုတက်ရှိမှာပေါ့နော်ဒီမှာပြီးမှဆိုလို့ရှိရင်တော့3,200ဝန်းကျင်လောက်တော့ရှိရယ်ဆိုတော့တခါအတွင်းလို့ရှိရင်9နာရီနီးပါးခံတယ်ဆိုတော့အချိန်ကြာရတဲ့အသုံးပြုနိုင်မယ်ဘက်ထရီကခဏခဏအတွင်းစရာမလိုတဲ့အတွက်လည်းလှုပ်ရှုပ်တတ်တာတယ်ပေါ့နော်ပြီးတော့ကိုပြင်သွားလို့ရှိရင်လည်းဒီ blog ပါရိုက်လို့ရှိရင်လည်းပိုပြီးအဆင်ပြေရလို့ထင်တယ်ပေါ့နော်တိုးကျုံအနေနဲ့ပြောရရင်တော့ဈေးနှုန်းသင့်နေတာလည်းလိုချင်တယ် noise fader မှုလည်းပါတယ် wireless microphone လေးကိုရှာနေဆိုလို့ရှိရင်တော့ခင်ဗျားအတွက်ဒီပိုရပိုင် V10 wireless microphone လေးကအသင့်တော်ဆုံးဖြစ်မှာပါဆိုတော့နောက်မှတွေ့တာပေါ့